ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ဒီနေ့မှာတော့ရှင်စောပုရဲ့ဘဝဆက်ကြောင်းလေးကိုဖတ်ပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဆုံးထိလိုက်ပါနားဆင်ပြီးကြပါအောင်ရှင်။တက္ကရာ912ခုနှစ်တွင်စင်ပြူရှင်ပညာဦးသည်ဗုဒ္ဓမမြို့တွင်နန်းဆိုင်စိုးစံနေရာမှာရေမြေတဘာဝအချက်ချာကြသောဟန်တာဝတီသို့ပြောင်းရွှေ့နန်းဆိုင်တော်မူခဲ့တယ်။စင်ပြူရှင်မင်းတရားကြီး၌မိဖုရား9ဦးရှိရာမိဖုရားတိတိမာတွင်ဖွားမြင်သောသားတော်ပညာနွယ်မှာထူးချွန်ထက်မြက်လေ၏သားတော်အများပြားရှိသည့်အနေပညာနွယ်အားအရေးပေးခံရတယ်ပညာနွယ်တွင်ထူးခြားသည့်ကရှာတွင်အမဲဆက်ပါရှိပြီးဘောဓမာကြီးမားသူဟု၍ငယ်စဉ်ကပင်မွန်ပရောဟိတ်ကြီးတို့နမိတ်ဖက်ခံရသူဖြစ်သည်ခမဲတော်စင်ပြူရှင်မင်းတရားကြီးပညာဦးကံကောင်းသောအခါပညာနွယ်သည်ရာသာတရဘွဲ့ကိုခိုင်နူလေဟန်တာဝတီထီနန်းကိုဆက်လက်စိုးစံခဲ့သည်ရာသာတရ၌မိဖုရားသုံးမရှိလေ၏အိနေဆန်ဘွားရှိစဉ်ကစုံမက်ခဲ့သောခြင်းရတော်ဒလမီတော်ဖခင်ကိုပုံကန်ချနာ၍တကုံးသို့လွင်ပါနေတော်မူစဉ်ကမြေတွေစုံမက်ခဲ့သောပန်းတယ်မလေးမုံမနက်ပြီရာနောင်တွင်ပန်းတယ်မလေးကိုအမျက်နှိုးသုံးဖြစ်သည်ဖြင့်ရာသာဒေဝီဘွဲ့ဖြင့်မိဖုရားအရာမြောက်ခဲ့တယ်တတရမိဖုရားမှာအထိုးထိပ်ရောက်တော်မူမှစုံမက်ခဲ့သောမိဖုရားသူတိမာပတာဖြစ်တယ်။နန်းတက်မှလက်ဆက်ခဲ့သောမိဖုရားမှာသားတော်နှစ်ပါးနှင့်သမီးတော်တစ်ပါးဖွားမြင်ခဲ့တယ်။ထိုသမီးတော်မှာသခင်ကျော်ဖို့နောက်တွင်ရှမ်းစောဖို့ဘုရင်မကြီးဖြစ်လာမည်သူပင်ဒီတက္ကရာ955တပူတွဲလဆန်း12ရက်ဗုဒ္ဓဘုနေ့တွင်ဖွားမြင်တော်မူ၏ဝိဇာကပင်လှပ၍အသားရောင်ဖြူဖြူဝင်းအရှင်းတရံရှိသောကြောင့်ရာသာတရိအကြီးတော်သူမင်းသမီးပြိုကြီးမဟာဒေဝီကညနိုးစွာမွေးမြူ၍မွန်အမီတခင်ဆန်ဖို့မြမအမီနှင့်တခင်ကျော်ဖို့မြမအတိတ်ပဲမြင်းဖြူမဟု၍ချစ်စနိုးခေါ်ခြင်းဖြစ်၏မဟာဒေဝီမှာရာသာတရကတကုံမြို့ကိုအပိုင်စားပေးထားလေသည်ဖြင့်ငယ်စဉ်ကပင်ဟန်တာဝတီဥဒ္ဒဘကုမှတကုံစနောရှင်ရွှေတကုံအားဖူးမြော်ရဲ့ဘွားရင်နှင့်အမြဲလိုက်ပါရသူဖြစ်သည်မြင်းဖြူမလေး12နှစ်ရွယ်ရောက်သောဘွားရည်ကြီးမဟာဒေဝီကံကုန်လေးရာတကုံကိုမဟာဒေဝီအပိုင်စားရတဲ့ကဲ့သို့မြင်းဖြူမလေးကဆက်လက်အပိုင်စားခွင့်ရခဲ့တယ်မွန်မင်းသမီးဝိဟာရဒေဝီကတက္ကရာ985ခုနှစ်တွင်တက်တော်20နှစ်တင်းတင်းပြည့်ခဲ့ချိန်၌အရွယ်ကောင်းချိန်ဖြစ်သည်ဖြင့်အစင်းအင်္ဂါလှပခြင်းလုံးရတရံပြည့်ပြည့်ခြင်းစကားပြောရတွင်ချင်းငယ်လိမ္မာခြင်းတို့နှင့်ပြည့်စုံသဖြင့်နန်းတွင်၌ဂုံတရင်မွေးထုံသိမ်းလျက်ရှိ၏မင်းသမီးလေးကိုမြင်ရသူအဖို့စိတ်နှလုံးချမ်းမြေ့ကြည်လင်စေသည်ညှို့ထက်အားရင်အဖြစ်ရှိသည်ငယ်စဉ်ကပင်ဖျားရှင်နှင့်ဘာသာတရားကိုရိုသေကမ်းရှားခြင်းမှုရှိလျာရင်ကြီးသိမ်မွေးသောကိုနှုတ်အမူအရာတို့ကစင့်ကဲနေပြန်သည်အိမ်ဒီရှိခြင်းကပင်မင်းသမီးဂုံကိုပိုတက်စေခဲ့၏အရွယ်ရောက်ရှိပြီးဖြစ်သောမင်းသမီးဟာခမဲတော်ရာသတရသည်သမီးတော်အားထူတော်မောင်ဖြစ်သည့်မုဒ္ဓမဇာသမိန်စီသူနှင့်လက်ထက်ထိမ်းများပေးခဲ့သည်သမိန်စီသူနှင့်သမီးတော်နှစ်ပါးသားတော်တစ်ပါးဖွားမြင်ခဲ့၏သမီးကြီးနဲတကာထောသမီးလည်းနဲတကာသည်သားတော်ပညာပယူမင်းသမီးအဖို့အိမ်နောက်ရေးကံမကောင်းခဲ့ချေအိမ်နောက်သက်9နှစ်ရောက်တွင်တက္ကရာ980ပြည့်၌ဘဝချင်းပေါ်ဖြစ်သောသမိန်စီသူသည်ရုတ်တရက်အပြားအနာဖြင့်ကံကုန်တော်မူရှာခဲ့သည်အသက်25နှစ်သာရှိသေးသောမင်းသမီးမှာသားတော်သမီးတော်3ယောက်ငငယ်ရွယ်နှင့်မုံဆိုးမဘွားဖြစ်ခဲ့ရသည်ကံကြောင့်မလားချသောမင်းသမီးမိသားစုအားမောင်တော်ရင်းဖြစ်သည့်ဗညာရန်ကခေါ်ယူစောင့်ကြောက်ထားကအပားတွင်နေစေသည်ထိုချိန်မှစ၍မင်းသမီးမှာတရားဓမ္မကိုပုံမလိုက်စားခဲ့၏ခမဲတော်ရာဇတ်ရဲ့ဖုံးရှင်ဝါမောင်တော်ရဲ့ဗညာရန်၏အဆောက်အဦတို့ဖြင့်ဘဝကိုအေးချမ်းစွာဖြတ်သန်းခဲ့သည်ရာဇတ်ရဲ့ကံကောင်းချိန်၌တတ်တော်54နှစ်သာရှိသေး၏သမီးတော်ဝိဟာရဒေဝီခေါ်ရှင်စောပုမှာဖခင်လဲဆုံးလင်းသားလဲဆုံးပါသွားကြသည့်နောက်ဝဲလောကဓမ္မ၏ဖြစ်ချင်းပြက်ချင်းအားများစွာတောင်းဝေကရခဲ့လေသည်ဒီနောက်ပိုင်းတွင်ရွှေမူတော်စီတီနှင့်ဒဂုံဆန်တော်ရှင်ရွှေဒဂုံတို့အားကိုလိုတော်လာလေဖူးမြော်ကြည့်ရင်စိတ်ကိုဓမ္မတွင်နှစ်ထားခဲ့လေ၏တက္ကရာ982ခုနှစ်တွင်
သားတော်ကြီးပညာကျမ်းကိုသူတော်ဓမ္မရာသတရေပွဲသစ်ပေး၍အုပ်ချုပ်စေလေသည်မင်းသမီးအလှတဲ့မှာလည်းဟန်တာဝရီနိုင်တာမကမြမတို့ရဲ့အင်းဝါတို့တိုင်းကြော်စောပြန့်နှံ့ခဲ့၏ပညာရန်သည်နောင်တော်ပြင်ကိုလောက်ကြရနိုင်အကူကြီးလိုအပ်တဲ့အတွက်အသက်29နှစ်ရွယ်နှမတော်ရှင်စောဘူးကိုအင်းဝါပြင်သို့ဆက်သား၍စစ်ကူတောင်းသဖြင့်အင်းဝါပြင်တရားသူကလက်ခံသဘောတူလိုက်လေသည်ပညာရန်လည်းပြတ်သက်သုံးဆောင်ဆောက်လုပ်စေပြီလေနှမတော်ရှင်စောဘူးကိုတိရိတိဘာဝနာတိတော်ဘဝယအတုလအကမဟာဓမ္မရာဇာတရေမာရီဝီဟူသောအမည်နှင့်မိဖုရားကြီးတို့ရဲ့အဆောင်အယောင်နှင့်တကွကိုထုံးအမတ်သမီး၃ချိန်အထင်းကြီးခန့်၍ရွှေဝေါနှင့်စင်ပြူရှင်တရားသူရှိရာအဆောင်တော်သို့တလိုက်အမတ်မြမအမတ်တို့နှင့်ဝင်းရံပို့ခဲ့လေသည်အေဝပင်တရားသူကရှင်သောပုမင်းသမီးကိုအလွန်ဆုံးမတ်တော်မူသောအခါအခြားသောမြမမိဖုရားတို့ကမနာလိုဟန်မရှိမကြတကြနှင့်ရှင်သောပုကထိုစကားကိုမကြားဟန်ပြုလျက်တီးခံ၍နေရှာ၏အေဝပြင်တရားသူမှာမိဖုရားစောမင်းလာမင်းကြီးစာတော်ကဲ့၏သမီးတော်ရှင်ဖို့မယ်ထိုသူတို့အထက်ရှင်သောပု၏အလှမှာမိသူမမတာနိုင်ပဲရှိရာမိဖုရားချင်းချင်းမလူတမစိတ်ရှိကြတော့လေတရားသူမတော့ရှင်သောပုကိုလွန်စွာချစ်မြတ်နိုးရှာလေ၏စောမင်းလာမိဖုရားမှာတီရတူမင်းကိုစိတ်ခု၍ကြီးစော်တော်တစောင်းကြီးတစောင်းဆောက်လို့ရနေလေရာတစောင်းရှင်မိဖုရားကြီးဟုအမိတညာရှိ၏ရှင်ဖို့မယ်မှာတော့မုံမင်းသမီးရှင်သောပုကိုမနာလို့အုံမောင်စောဝါထံတိတ်တိတ်လူလူ၍လှုပ်ချံရန်စီမံကြလေ၏အောက်ပင်လေရက်တွင်ဆင်များလို့သည့်အခါ၌တရားသူလည်းမောင်းမအများပြားနှင့်ထွက်ဆံပြောပါလေ၏ထိုအခါကျိုတင်စီမံထားတဲ့အတိုင်းအုံမောင်စောဘွားငဆင်ပြီးကဓာပြက်ခုတ်ပိုင်းလောက်ကြသဖြင့်အောက်ပင်လေရက်၌ပင်တရားသူနှက်ရွာဆန်လေသည်တရားသူနှက်ရွာဆန်သောတသောင်းရှင်မိဖုရားစောမေလာမှဖွားမြင်သောသားတော်ကြီးမင်းလာငယ်နန်းတက်လေ၏မင်းလာငယ်နန်းတက်၍၃လကြာသောအခါမိဖုရားရှင်ဖို့မဲကကလေးတောင်ညိုစားနှင့်အတွင်းကျိတ်ကြံ၍ဒီနန်းကိုရအောင်ကြံလေပြန်၏အစိတ်တက်ထားသောပွဲတော်ကိုစားမိ၍မင်းလာငယ်ကံကိုရပြန်သည်ထိုအခါကလေးကြီးတောင်ညိုစားနန်းတက်ပြန်ရာမင်းသမီးရှင်သောပုမှလည်းဘရင်တရားသူလက်မှမင်းလာငယ်လက်မှကလေးကြီးတောင်ညိုစားလက်ပါရပြန်သည်ကလေးကြီးတောင်ညိုစားနန်းတက်စဉ်အင်းဝါတို့မိုးညင်းသားတို့ကအလုံးရင်းနှင့်ဝင်တိုက်လာသည်မိဖုရားရှင်သောပုကိုပကန်းသားတရဖျားထံပေးပြီးအကူအညီတောင်းခံလေ၏စီးမလာသဖြင့်ရှင်ဖို့မယ်ကိုခေါ်၍ရခိုင်တို့ထွက်ပြေးရာပဲလုံးတော်ရက်တွင်ကန့်တော်ကုန်ပြန်ရာအင်းဝနန်းကိုပကန်းတရဖျားမီနန်းတက်ပြန်လေသည်မိုးညင်းသားလည်းတရဖျားကိုဆက်လက်တက်ခတ်ရာအောင်မြင်သဖြင့်အင်းဝရွှေနန်းနှင့်တကွမိဖုရားမောင်မတို့ကိုပါသိမ်းယူရာမိဖုရားရှင်စောဖို့လည်းမိုးညင်းစားလည်းကြာရော့ရပြန်၏မိုးမင်းသမီးရှင်သောပုမှာမြမတို့ထံရောက်ရှိပြီးတော့တရားသူနှင့်3နှစ်မင်းလာငယ်နှင့်3လကလေးကြီးတောင်ညိုနှင့်9လတရဖျားနှင့်ခိတခဏဆုံမရပြီနောက်ဆုံးမိုးညင်းစားနှင့်ခန်းစားရပြန်လေရာမင်းကဆက်မြောက်လေပြီအင်းဝဘရင်မိုးညင်းမင်းကြီးသည်လည်းရှင်သောပုအားလွန်စွာမျက်နှိုးလေ၏မင်းကြီးမှလည်းမြမမိဖုရားရှင်ဖို့မယ်ရှမ်းမိဖုရားစိုးနှင့်မိုးမိဖုရားရှင်စောပုအလင်းတင်တိုင်းမင်းတရားကြီးအားရှင်စောဖို့မကောင်းကြောင်းပြောဆိုကုန်းကြောကြလေသည်သို့တော်လည်းမိုးညင်းမင်းတရားကြီးသည်ရှင်စောဖို့ရဲ့အလားတိမ်မွေ့ပြပြသောအပြောဆိုအနေတိုင်းတို့ကိုခုံမင်းမျက်နှိုးတော်မူလာသဖြင့်အပြစ်မမြင်မဲအချစ်ဝင်မြဲဝင်လျက်ပင်သို့တော်ရှင်စောဖို့မှာတနေမင်းကြီးစိတ်ညွညင်၍မျက်တော်ဘက်ကရှာလေမီဟုစိုးရင်တော့ကဖြစ်လျက်နေတော်မူလေ၏စိတ်ညစ်ညူတိုင်းရုံးမတောင်ကြီးရှိညွညွမိုင်မိုင်ပကိုးချောင်းကွေးကောက်စည်းစင်းနေသောဇာတိရက်ကိုစိတ်ရယုံတွင်ထင်မြင်လေအောင်မြင့်တန်းသာလွမ်းဆွလေသဖြင့်ညင်ရီဖြန်းဖြန်းချလေရှာသည်ဟန်တာဝရီတွင်ရှိစဉ်ကတားမှတ်ထား၍ရဟန်းပြုပေးခဲ့သောဗိရကတရမီသောရဟန်းတစ်ပါးသည်မဲတော်ကြီးလာကျေးဇူးကြီးမားလာသောရှင်စောပုကိုဟန်တာဝရီတို့ပြန်လည်ရောက်ရှိစေရန်အခြားဓမ္မညနာပွဲရရဟန်းတစ်ပါးနှင့်တိုင်မင်းနီနော့ကအင်းဝါသို့ရောက်လာခဲ့၏ခရစ်နှစ်991တွင်ရဟန်းနှစ်ပါးမှာတရားဟောအလွန်ကောင်းသည်ဟုနာမည်ကျော်ကြလေအင်းဝါသို့ရောက်ရှိလာ၏ရှင်စောပုမှာအိမ်တော်မင်္ဂလာပြတင်းပေါက်မှဟန်တာဝရီဘက်လမ်းမြော်ကြည့်နေခိုင်လက်ပါစီရန်ရွေတော်တို့ချင်းကပ်လာပြီးအရှင်မိဖုရားအဖေကြီးကြောင့်ပူဆွေးတော့ကရောက်နေပါသနည်းနင်တို့မသိ၍မေးသလောငါသည်ဟန်တာဝရီမှမြမမင်းလက်သို့ပါရသည်မှာ3နှစ်3မိုးပင်ရှိချေပြီဤမြေ၌ငါမပြောပိုင်
ငါမွေးရမည်ဟန်တာဝရီတို့သာပြန်လို့လာသည်အဖေတို့ချမ်းရအန်နီအိုးမိဖုရားမစိုးရိမ်ပါနဲ့တော့အင်းဝါတို့ဟန်တာဝရီမှရဟန်းနှစ်ပါးရောက်ရှိနေကြောင်းပါဖုရားဟဲဒါဆိုမင်္ဂလာဆိုင်တို့အမြန်ပိတ်ပိတ်စီမှန်လားပါမကြခင်မှာရဟန်းပြူနှစ်ပါးမင်္ဂလာဆိုင်တို့ကြွရောက်လာတော့ကအလူရှင်ဓမ္မဒရပါလားမှန်ပါတယ်မေတော်ကြီးရှင်စောပုမှာဝမ်းသာလို့ရင်မျက်ရည်များပြင်လင်လာရှာ၏အိတော်ပါအချွေရများမရိပ်မိစီရဲ့ဥပဒံမြင်းနဲ့ဟန်တာဝတီပြေးရင်မီးမြဲလေရာမေတော်ကြီးရဲ့မောင်တော်ကြီးကနတ်ရွာဆန်ခဲ့လေပြီမောင်ငယ်ပညာရန်ယခုအခါမင်းဖြစ်နေပြီညီကိုချင်းတင်းမြတ်မှုလည်းမရှိပုံငန်ခြားနာလောက်ခံကြ၍ဟန်တာရီနတ်ဆက်အပြောင်းလဲညံ့နေကြောင်းပါမောင်တော်ကြီးကကန်ဆိုခဲ့ရှာလေပြီကောခမဲတော်ရာဇဒရိစကားကိုမနာယူကြတုံးနဲ့တူလမ်းစီတဲ့အတွက်တက်ပြတ်ကြကုန်ပြီကောဒါဟာလောကဓမ္မသင်္ကာရသဘောတွင်ဖြစ်တယ်မင်းတို့တရားနဲ့သာဖြစ်ပြီးရောမင်းသွေးတို့မိသည်မင်းစည်းစိမ်ကိုတတ်မှတ်ပါကအသက်သရေရသည်မှာထုံးစင်လာပဲမဟုတ်လောမှန်ပါဗျာမဲတော်ကြာစီစိတ်ကိုတာယန်သိသည်မဟုတ်ပါလောသိပါတယ်မဲတော်တို့ကြောင့်လဲအင်းဝမြေမကဲထုံရန်ကြာစီမှုဖြင့်ရောက်လာခြင်းပင်အချမ်းစီအောင်မြင်မှုအရှင်တစ်ပါးကြံ့ဆောင်တော်မူပါမည်မဲတော်ကလည်းဤမင်္ဂလာဆိုင်၌အိမ်တည်မပြည့်ဆက်နေတော်မူပါအချောင်းရှိလင်အခေါ်လွတ်လီမိုးရန်တော်နှစ်ပါးရှင်စောဘူးအစီမံကြောင့်မင်္ဂလာရင်တော်တွင်မကြခဏကြွလာခြင်းကိုရှမ်းမိဖုရားစုနေကမွန်ញင်းမင်းတရားကြီးအားဂုံးလျှော့လျှောက်တင်လေ၏အစာပိုင်းတော့မင်းတရားကြီးကမယုံကြည်ပဲရှင်စောဘူးဘက်မှကာကွယ်ပြောဆိုခဲ့တော့လေဝင်ကြီးဝင်ငယ်တို့ကပါတတိပေးစကားဆိုလာချိန်မှာတန်ရဝင်လာလေ၏မွန်ရန်ပြိုနှစ်ပါးမိဖုရားဆောင်ဝင်ထွက်ခွင့်ကိုပိတ်စေမိဖုရားရှင်စောဘူးကိုလည်းအဆောင်ချက်များနဲ့တတိမလစ်စေနဲ့ရှင်စောဘူးမှာစိတ်ပြတ်သွားပြီမယ်အကြံစီတစ်ခုစဉ်းစားမိသွားပြီယုံကြည်စိတ်ချရသောရန်ရွေတော်နှစ်ဦးကိုရွေးထုတ်လိုက်၏မမဲအတွက်ချိန်နဲ့ကနက်ကိုစိတ်အနှဲငယ်လိုချင်ပါတယ်မွန်ကြီးမင်းတရားကြီးအဆောင်တော်ကူးလာခိုင်နှမတော်မျက်နှာမသားမရအဘဲကြောင့်ဖြစ်နေပြီတနီမှန်လားပါနှမတော်ကိုလက်မေးမသားနဲ့ကြိုက်ခဲသောယောဂဖြစ်နေပါတယ်ဖေယားဤသို့ဆိုရင်နန်းသွေးသမားတော်ကျော်နဲ့တိုင်ပင်ကုသပါလေနှမတော်မင်းတရားကြီးပြန်ချော့သွားသည်နိချိတ်ကိုရေတန်းတန်းနဲ့ဖြောထားပြီးကနဆိုစိတ်ကိုမှုန်ညံ့အောင်ထူထောင်စီသည်ချိတ်ရည်ကိုတောက်ချင်းဖြင့်စီးနေဝန်းသွားတဲ့အခါတိုင်းသွေးရောင်တိုင်းတက်ဆင်းစီလေ၏ကနဆိုမုတ်ကဝမ်းကိုအရေးဖြင့်ဒလောသွားစီမိဖုရားသည်ညောင်ပိုင်း၌အားရှိသောအစာဟာရတို့ကိုမိဝဲပြီးအရာဝင်သည်နှင့်ချိတ်ရည်နှင့်ကနဆိုမုတ်ကိုတောက်ရာနနက်မိုးလင်းချိန်မှာဝမ်းတလက်ဟောသွားတော်သည်မိဖုရားလည်းဝမ်းရည်၍နာကျင်သောဝေဒနာကိုအန်ချိတ်ခံလေမိမိရဲ့ကြံစီအောင်မြင်ရန်တီးခံတော်မူလေသည်ရှင်ကဲ့သို့မိဖုရားရှင်သောဘူးသွေးဝန်းသွားဝေဒနာကိုနန်းတော်တစ်ခုလုံးပြန့်သွားပြီးမင်းတရားကြီးကိုယ်တိုင်မျက်ဝါးထက်ထင်မြင်လိုက်ရသည့်တကြောင်မူဥပဒံမြင့်ဖြင့်သူမတောင်းဆိုသောမြို့ပြင်တွင်ယာယီဆန္ဒဆောက်လုပ်နေခွင့်ပြုပြီးတာပစင်နှစ်ပါးအားလည်းယာယီအိမ်တော်တို့မပြတ်ကြွားရောက်တရားဟောခွင့်ပြုလိုက်သည်ရှင်ရဟန်းနှစ်ပါးအကြံစီကအေယာဝတီမြစ်ကမ်းတစ်ဘေး၌ခြုံခွက်တစ်ခုကိုရွေးချယ်၍နေ့အချိန်၌ဝါကိုနှိဖြာပြီးလူသုံးပုံစားတင်ဆောင်နိုင်သောဝါတကူလေပုံကြကြရက်လုံကြ၏ညခါတွင်ခြုံရွယ်ပိတ်ပေါင်းအတွင်း၌ဝှက်ထားပြီးရှင်စောမှု၏ယာယီအိမ်တော်သို့ကြွကတရားဓမ္မဟောကြားပြသပေးသည်အင်းဝနေပြီးတော့ညကမှောင်မိုက်နေ၏ညောင်ရံတွင်ရှင်စောမှုအကြံပေးထားသည့်အတိုင်းအချိန်ကြာမြင့်စွာတရားဟောနေသဖြင့်အိမ်တော်ရှိရန်၍အစီပါနှင့်အဆောင်တို့သည်တန်းဝေငိုင်ပြီးလေကြကုန်၏ဝါသယုတ်ကယွန်းလေကိုရေမှချမိဖုရားကိုလှေပေါ်တင်ကဓမ္မထရကပဲ့ကိုင်ပြီးရှင်ဓမ္မညနာကအပြင်းလော်ခတ်လျင်ညတကောင်အချိန်တွင်အင်းဝမှစုံလင်းခဲ့ကြ၏မိဖုရားရှင်စောဘူးပျောက်ဆုံးနေကြောင်းမင်းတရားသိသောအခါအမျက်ကြောင်ကြောင်ထွက်တော်သည်ရန်တစ်ပါးပျောက်ဆုံးနေသဖြင့်ရှင်စောဘူးအင်းဝမှထွက်ပြေးလေပြီးကိုမင်းတရားသိတော်မူလိုက်၏မူမတ်တို့လည်းရှောက်တရဲမဝတ်မရဲဖြစ်နေချိန်မွန်ကြီးမင်းတရား၏ရင်တွင်စကားတန်ကိုကြားလိုက်ရ၍အံ့အားသင့်ကုန်ကြ၏အေးသူလဲအိုပြီငါလဲအိုချီပြီသွားချင်သွားပါစေတော့လွတ်လိုက်ပါရှင်စောဘူးဟန်သာဝရီမြေသို့ပြန်လည်ရောက်ရှိသောနှစ်မှာတက္ကရာ991ခုနှစ်တွင်ဖြစ်ပြီးတတ်တော်36နှစ်သားရှိသေး၏
အင်းဝရီခုနှစ်နှစ်မြရှင်စောမှုကြားညောင်းခဲ့ရပြီဘယင်းတိဟသူမင်းလာငယ်ကလေးကြီးတော်ညူစာတရဖျားမင်းမုံကြီးမင်းတရားစာရီဖြင့်မင်း50ဤမိဖုရားဖြစ်ခဲ့ရလေ၏အင်းဝမှထွက်ပြေးပြီးတဲ့နောက်မောင်တော်ပညာရန်၏အဆောင်ရှောက်ဖြင့်နန်းတွင်မလာဆိုင်ရင်တွင်အချောင်းကြားမဲ့စွာဆန်နေခဲ့ရာ19နှစ်မြကြာမြင့်ခဲ့တယ်ဒီနောက်တွင်အာကူအရာပြရသောမောင်တော်ပညာဟန်သည်တက္ကရာ108ခုနှစ်တွင်ကွယ်လွန်သွားရာရှင်စောဘူး၏သားတော်ငယ်ပညာပရုကိုနန်းတက်စေ၏လေးနှစ်မြစိုးစံပြီးနန်းရွာဆံပြန်သဖြင့်တက္ကရာ812တွင်ပညာကျန်တော်နန်းတက်ပြန်၏9လမြသာနန်းဆံပြီးလုံးကျန်ခံရပြန်သည်ထိုအခါဟန်သာဝရီပကိုးတွင်ထီနန်းစက္ကန့်ရန်ရာဇာတရီသားတော်မြေးတော်တူတော်ဟူ၍မရှိတော့ဘဲသမီးရှင်စောဘူးတပါးသာကြန့်ရှိတော့၏တက္ကရာ814ခုနှစ်တွင်ရှင်စောဘူးထီနန်းရရာကိုစက္ကန့်၍ဟန်သာဝရီပြည်ကြီးအားအုပ်ချုပ်မင်းလုပ်ခြင်းတွင်အသက်60ပြည့်ရန်အနှဲငယ်များသာလိုတော့ပေ၏ထို့နှင့်တကူလာဆန်းတရဲ့အင်္ဂါနေ့တွင်ဒီရွေကျွဘဝနာမြမအက္ခဓမ္မယာဇာတိယာဇာပွဲတော်ကိုခံယူကဟန်သာဝရီ32မျိုးပသိမ်32မျိုးမုဒ္ဓမ32မျိုးဘောင်းမွန်3ရဲ့96မျိုးတို့ကိုစုစည်းသိမ်းသွင်းလေရမရတိုင်းကြီးအဖြစ်အုပ်ချုပ်လေသည်ခမဲတော်လက်ထက်မှာကဲ့သို့ငြိမ်ဝှက်ပြပြစေပြီးညညွတ်စေ၏ဒေဒီကြီးငယ်ပေါင်း18000နှင့်ကျောင်းကန်400ကျော်တို့ကိုလည်းစောက်လုပ်လူဒန်းတော်မူခဲ့သည်သမီးတော်အကြီးနဲတကတော်အားမြို့ဝင်ပညာအိမ်နှင့်လက်ထပ်စေပြီးပသိမ်မြို့ကိုစားတည်၏သမီးတော်ငယ်နဲတကဆင်းကိုဓမ္မတရရှင်လူထွက်နှင့်ထိမ်းမြပေးတော်မူပြီးအိရှိရာနှင်းကပြည်ရင်းရေးကိုစီမံစေ၏ပသိမ်မြို့ဝင်ကသူ့ကိုဘရင်မတည်ပုံငယ်ရန်စူးစမ်းတော်လေရှင်စောဘူး၏အမျှော်မြင်ကြီးမားမှုကြောင့်အရာမမြောက်ခဲ့ပြီဘရင်မကြီးရှင်စောဘူးအားတက္ကရာ820ပြည့်နှစ်တွင်တက်တော်65နှစ်ဝင်ခဲ့လေပြီဓမ္မတရကိုဓမ္မစီတီမင်းဝက်ပေး၍ထီးနှံလွှဲပေးလိုက်လေသည်9ရက်ပတ်လုံးလူဒန်းပြီးရဲမက်ပူပါအနှဲငယ်များနှင့်တကုံတို့ထွက်တော်မူမည်ဖြစ်ရာငါအားချစ်မြတ်လို့၍ငါနဲ့အတူလိုက်ပါလို့သူတို့လိုက်ကြကုန်မလိုက်လို့သူများဟန်တာဝရီ၌ပင်ချမ်းသာစွာနေရကြကုန်မောင်းခတ်ခြင်းညာအမိတ်တော်ထုတ်လေသည်ဟန်တာရီ4ပုံ3ပုံခန့်သောတထေးတကြွယ်ကုံသည်စင်းရသားအပေါင်းတို့သည်ဘယင်မကြီးနှင့်အတူလိုက်ပါလို့ကြောင်းတတော်ဦးတင်ကြသဖြင့်ဘယင်မကြီးလည်းလိုက်လို့သူအားလုံးကိုခေါ်ယူ၍တကုံမြို့သို့ထွက်တော်မူလေသည်တကုံဆန်တော်ရှင်သေး၏အနောက်တောင်တော်အရက်၌မြို့တင်နှန်းတည်၍ဆန်တော်မူသည်မင်းဟိုဘွက်ခံဘယင်မကြီးရှင်သောပူသည်ကုသိုလ်ဒါနပြု၍၌စိတ်ဆန္ဒပြင်းပြသည့်အတိုင်းတိုင်းပြည်အုပ်ချုပ်မင်းလုံနေခြင်းတွင်လည်းကုသိုလ်ဒါနများပြုခဲ့သည်ဘယင်မကြီးအများဆုံးပြုပြင်မွမ်းမံ၍ကုသိုလ်ကောင်းမှုအများဆုံးပြုခဲ့သောစေတီမှာတကုံမြို့ရှိဆန်တော်ရှင်စေတီယခုရွှေတကုံစေတီတော်ကြီးပင်ဖြစ်သည်ဒီတော်ကြီးတွင်ဘယင်မရှင်သောပုလူဒန်းခဲ့သောကောင်းမှုအလူဒါနနှင့်ဆက်လင်း၍စေတီတော်ကြီး၏သမိုင်းနှင့်မော်သမိုင်းတို့၌အသီးသီးဖော်ပြထား၏အနောက်ဘက်ဆောင်းတိုင်း၌ကုန်းပေါ်သို့တက်၍ဆန်တော်ရှင်စေတီအားကြည်လင်တရားကြီးမားစွာဖြင့်ဘူးမြော်ကြီးညိုလေးရှိသည်ရှင်စောဘူးလက်ထက်တက္ကရာ820တွင်ငလင်ကြီးပြင်းစွာလှုပ်သောကြောင့်ဂျိုက်ခောက်စေတီတော်ကြီးပြိုပျက်ခဲ့ရပြန်သည်ဆန်တော်ရှင်ဂျိုက်ခောက်စေတီအားလည်းတက္ကရာ823ခုနှစ်တွင်ကိုရုံးတော်ပြည့်ရွှေသင်္ကန်းကတ်လူပေးခဲ့သည်ရှင်စောဘူးသည်တကုံမြို့၌ဆန်နေတော်လဲဂျိုက်ခောက်စေတီတော်သို့နှစ်ဆက်နှစ်တိုင်းသွားကတပြက်စီလဲခြင်းရေးမီပတ်ကတ်ခြင်းအိုးဘိုးရဲ့ရှေ့ဆောက်ခြင်းများဖြင့်ကုသိုလ်ပွားနေခဲ့လေသည်သို့နှင့်အရွယ်အိုမင်းရင့်ရော်လာသည်နှင့်အမျှရာဇာတုပ္ပလနှိပ်စက်ခြင်းဖြင့်မနာမကျန်ဖြစ်လာလေသည်တမတ်တော်ဓမ္မစေတီမင်းသမီးကြီးဝိဟာရဒေဝီသမီးတော်ငယ်ရာဇဒေဝီတို့သည်ဆွေတော်မျိုးတော်များသမားတော်အကျော်မော်များဘေရင်ဟုရတကြွမ်းသူများပါအပခေါ်ဆောင်လျင်ဘေးမကြီးအပါ၌နေ့စဉ်မပြတ်စောင့်ကြက်ကုသပြုစုကြ၏ဘေးမကြီးလူယောဂမှာတတ်တာချင်းမရောက်နိုင်ပါရွှေတောင်ကြီးပမာတဝင်းဝင်းနှင့်တက်ဖဲ့စွာတည်ရှိနေသောစံတော်ရှင်ရွှေတကုံစီတော်ကြီးကိုယောဂဖြစ်စီ၍ဇေဝင်နေချုပ်လို့စေအထိတမာတိကြည်စွာအာယုံပြုကလာအိုချီ၍ကြည်ညိုမျက်နှိုးရှိခိုးလျက်ပင်ကန့်ကုန်ခဲ့သည်တက္ကရာ832ခုနှစ်တပိုးတဲလဆုပ်73ရက်ဗုဒ္ဓဟူးနေ့၌နတ်ရွာဆန်တော်မူလေသည်အဆုံးနေ့လိုက်ပါနားဆင်ပေးကြတဲ့ပရိသတ်တဦးတယောက်ချင်းဒီကို
ကျေးဇူးတူးတင်ရှိပါရရှင်။